တော့လူသားတိုင်းအတွက်တစ်ချိန်နဲ့ဝင်သွားတာတတ္တဝါအသီးသီးရဲ့နေဝင်ချိန်ကတော့ဘယ်တူနိုင်မှာလဲဗျာဟိုလူကတော့နှစ်ပေါင်း80ကြာမှနေဝင်မယ်ဒီလူကတော့90နဲ့နေဝင်မယ်ဟာဒီလူကတော့20လောက်နဲ့နေဝင်မယ်တချို့ဆိုလာသားလေးလောက်နဲ့နေကစောစောစီးစီးဝင်သွားရောဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကပဂတိမိုးချုပ်တာကတော့အချိန်ကြာမှချုပ်တာဒကာသမားတို့ဦးဇင်းတို့ရဲ့ဘဝမိုးချုပ်တာကတော့ချုပ်ခြင်းတဲ့အချိန်မှချုပ်သွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒီလိုမိုးချုပ်တဲ့အခါမှာတွဲထားတဲ့လက်ကလေးတွေကိုမဖြုတ်ခြင်းလဲဖြုတ်ဖြုတ်ခြင်းလဲဖြုတ်ကိုကအတင်းဆွဲထားလဲဟိုကဇွတ်ချုပ်ပြီးတော့သွားမှာပဲဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်အဲ့ဒီအချိန်မှာခတ်သုတ်သုတ်ပဲအချိန်မရှိဘူးဟုတ်လားနှုတ်ဆက်ချိန်လည်းမရှိဘူးအလွမ်းသေးချိန်လည်းမရှိဘူးတချို့တို့ပြုံးကနေတိုင်းကနေမရှိတော့ဘူးတဲ့ခရီးထွက်သွားတာမမြန်ဘူးလားမြန်နေဇေယျဘောကဆင်းသွားတာမမြန်ဘူးလားမြန်နေကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်အချိန်မရှိဘူးအချိန်မရှိဘူးသွားချိန်ကြရင်မြန်မြန်သွားရတယ်ရက်နေတုန်းဆင်းရမှာဆိုရင်ထိုင်ချိန်ထိခွင့်မပေးဘူးဟုတ်ရလားအဲ့နေတုန်းကံကုန်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ထိုင်ခြင်းလို့ထိုင်ခွင့်မရဘူးဟုတ်ရလားကြောက်စရာကောင်းတယ်နော်ဘဝမှာကိုယ်စိတ်တိုင်းကြကြီးအကြာကြီးနေခွင့်ရပါမယ်လို့ဘယ်သူပြောနိုင်မှာလဲဘယ်သူမှမပြောနိုင်ဘူးအချိန်မရွေးဒီဇေယျဘောကဆင်းသွားရမှာကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်စောလျက်ခရီးနှင်သည်တို့လျက်ဧည့်သည်တွေပါတကားသူသည်ပင်လည်းဧည့်သည်ငါသည်ပင်လည်းဧည့်သည်ဟုတ်လားအေးဒီဧည့်သည်ဆိုတဲ့စကားလေးကိုစစ်စစ်ပေါက်ပေါက်ကိုယ့်ဘဝနဲ့ရှင်းပြီးတော့စဉ်းစားပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့သဘောပေါက်မယ်ဆိုလို့ရှိရင်အစွဲတွေနည်းပြီးတော့တန်ရောစဉ်ကျိုးတွေရော့ပြီးတော့နေရထိုင်ရတာလွတ်လပ်တယ်ပေါ်ပါတယ်ဧည့်သည်ဆိုတဲ့အမြင်မရှိဘဲနဲ့အိမ်ရှင်ဆိုတဲ့အမြင်ကြီးနဲ့သာဝရပါပဲလို့ထင်မယ်ဆိုရင်တော့တန်ရောစဉ်ကျိုးတွေလည်းတင်းမယ်အသိဉာဏ်တွေလည်းတုံးမယ်နေရထိုင်ရတာလည်းပဲလေးလံမယ်ပူလောင်မယ်ဒါကြောင့်ကိုယ့်ဘဝဟာဧည့်သည်ပါဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အရေးကြီးတယ်ဒီဧည့်သည်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းလေးပြောခြင်းသေးအဲ့ဒါပါလဲဆိုတော့950နိပတ်တော်မှာဥရကဇတ်ဆိုတာရှိတယ်ဗျအဲ့ဒီတဲကခေမာထေရီအလောင်းဖြစ်တဲ့ဒကမာကြီးကပြောခဲ့ဘူးတယ်တတ္တဝါတွေဟာဧည့်သည်ပါဆိုတာဦးဇင်းတို့အဲ့ဒီဇတ်တော်လေးကိုအချင်းချုပ်ကလေးပြောမယ်နော်ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတစ်ယောက်သမီးတစ်ယောက်ထုံကားတော့အဲ့ဒီသားကမိန်းမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှေ့ဖို့ကျွန်မလေးတစ်ယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရ9ယောက်နဲ့နေတာအဲ့ဒါဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ်ဘဝဆိုတာဧည့်သည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရမှာဇေယျကိုဆွဲလန်းပါတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာဧည့်သည်အကြောင်းဆုံလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံကြတာဘယ်အချိန်မှကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာဘုရင်တို့မိုးဦးလေဦးကြနဲ့ဒူပါရဲ့အမိုက်တွေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှို့ရင်လည်းသားဖနှစ်ယောက်လှုပ်လှုပ်ရင်းနဲ့သားလေးကိုတောင်ပေါ်ထဲကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကိုက်လိုက်တာအဲ့ဒီနာကျင်ပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကိုပြောလိုက်ပါအခါတိုင်း2ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့1ယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်1ယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကိုတတ်တရရဖီးလိန်ပြင်ဆင်ပြီးတော့လာပြီးတော့ပို့လိုက်ပါလို့ပြောလိုက်ပါပန်းနန္တာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာထေရီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလားအဖေကပြောလိုက်တာဩအဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့အိမ်ကနေသိတယ်2ယောက်စာထမင်းပို့နေကြ1ယောက်ပဲမှားတယ်ဆိုတော့1ယောက်မရှိတော့ဘူးပေါ့ဟုတ်လား
အကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမို့နှုတ်ဆက်တဲ့အနေပေါ့သဘောပေါက်တယ်နော်ဓမ္မကြီးကအဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုကြိုက်ငါသားတော့သေးပြီဟဲ့သမီးမင်းအကိုတော့သေးပြီချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီအေးတို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လည်းဥစွာဒီဇဲဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အိမ်ရှိလူကုန်ပန်းနန္တာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစေးစေးကြည့်တမိသားစုလုံးမျက်ရည်တစ်ပေါင်းမှမကျဘူးစောစည်းစွာကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်တွေရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကျဘူးအဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေဗာလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တကြိုတယ်ဘေးမှာဘယ်ပိဿမှာဖိတ်တယ်လို့လည်းမပါဘူးဟုတ်လားသာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူးဘုန်းကြီးပင့်တယ်လို့လည်းမပါဘူးလေတော်ထဲမှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပလိုက်တာပဲဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာတဘာဝကျတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လားအေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာအဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇင်ပြေနေပြေထိုင်ကြည့်နေတယ်ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ဟောတာတုံညာဆိုတော့1လည်းမဟုတ်ဘူး2လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူးဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့မပြီးရင်လို့မရဘူးဒါပေမဲ့တရားဓမ္မတို့ဥစဉ်တို့ပုထုဇဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်တယ်ဘဝကိုကြီးကျယ်တယ်ဘဝကိုခမ်းနားတယ်လို့ထင်တယ်ဒါကြောင့်ကဏ္ဍတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိမ့်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုသိတန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီတကားကြီးဒီမိုင်းများအေးအဲ့ဒါလို့သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျယုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုန်လှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိချင်အောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေးသားသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအံ့ဩတယ်လူဆိုရင်ဒါသင်တို့ရဲ့ရန်သူပဲဖြစ်မယ်တဲ့ရန်သူမဟုတ်ပါဘူးသားပါတူရီတော်သားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ရင်ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေတီအလောင်းပြောတဲ့စကားထဲမှာဒါလေးကိုဦးဇင်းကပြောချင်တာနော်မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလောင်းကြီးကတော့ပြောပါတယ်လူဘဝသေးတယ်ဆိုတာမွေများအရေခွန်လဲသလိုပဲတဲ့ဒါဘုရားလောင်းရဲ့အယူဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငိုကြွေးနေလို့ဘာအဓိပ္ပာယ်ရှိမှလဲမီးရှို့တာကိုတောင်မသိတဲ့လူတစ်ယောက်ရဲ့အနားမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမလဲဘာမှအဓိပ္ပာယ်မရှိဘူးတကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါပေါ်မေတ္တာရှိရလို့တန်ရောစင်မကင်းရလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရကျိုးနဲ့သိတယ်လေအခုကိုငိုတာကို तू သိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်မသိတော့ဘူးဒါကြောင့် तू မငိုဘူးတဲ့နှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအပြင်လူပိန်မယ်တဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမယ်တဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့သေပြီးသားလူကိုတန်းတက်ပြီးတော့ပူဆွေးတာဟာလကိုတန်းတက်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရေအိုးဟာပြန်ဆက်လို့မရတော့သလိုငိုကြွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုပေးတတ်တော့ကိုမှတ်သားစေခြင်းတာအနာဝီတောတတောအာဂနာနုညာတောဤတောကတောယထာကတောတထာကတောတထကံပရိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဂဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ဝင်ကြားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံနှုံခေါ်တာမဟုတ်ဘူး
သူသဘောနဲ့သူပါလေရောက်လာတာအနာဝီတောတတောအာဃာနာနုံညာတောဤတောကတောပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူ့ဟာသူပြန်သွားတာလာခဲ့လို့လည်းမခေါ်ဘူးပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားတဲ့ကပြန်သွားတာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာအကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူဇော်သောအဖြစ်ယတနာမိုးတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတော့အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစေစိတ်နှလုံးရဲ့လွတ်လပ်မှုပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရကျင်တဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းပဲအချိန်ထွက်ရမယ်မသိဘူးသူလည်းပဲအချိန်ထွက်သွားမယ်မသိဘူးတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှသေကြတယ်နော်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ခွဲသွားစေခြင်းပါသလားဟမ်ဒကမာကြီးတွေကိုယ်အိမ်ကလူတွေကိုကိုယ်အရင်အိမ်ကနေထွက်သွားစေခြင်းပါသလားမသွားစေခြင်းဘူးဘယ်လိုလုပ်မလို့ကိုကအရင်ထွက်ဖို့ရှိတယ်ဟင်ကိုယ်အိမ်ကလူတွေကိုကိုယ်အရင်ထွက်မသွားသေးခြင်းဘူးဆိုရင်နီးတနည်းတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုကအရင်ထွက်ချင်လားဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်ဟင်အဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်ဘဝမှာတစ်ခါတရံကောင်းတာရွေးချယ်စရာမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူးကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူးကိုရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းမေကြီးအဲ့ဒီမကောင်းနှစ်ခုတစ်ခုခုကတော့သေချာပေါက်ရွေးကိုရွေးရမယ်ဟင်တခါကြီးဒီမိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လားဒါကြောင့်ကိုယ်အရင်သူတို့ထွက်ခြင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ခြင်းထွက်မယ်သေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည်အဲ့ဒီဧည့်သည်ဆိုတဲ့စကားလုံးကိုတကယ်သဘောပေါက်အောင်ပေးတတ်လို့စဉ်းစားမယ်ဆိုလို့ရှိရင်ဘဝရဲ့ပေါ်မှာဆွဲလန်းတဲ့သဘောမက်မောတဲ့သဘောအဲ့ဒီဆွဲလန်းခြင်းမက်မောခြင်းကြောင့်ရလို့စိတ်ရခြင်းစိတ်လူခြင်းစိတ်ကြောင့်မကောင်းတာတွေလုံမဲ့သဘောဒါတွေအားလုံးစက်တိုက်ကြီးနည်းသွားနိုင်တယ်ဟုတ်လားအတ္တဆွဲတွေနည်းသွားနိုင်တယ်မြင့်မြတ်တဲ့စိတ်တွေကိန်းလာနိုင်တယ်နေရမယ့်အချိန်တူတူလေးကိုတန်ဖိုးအကြီးကြီးထားလာနိုင်တယ်ဘဝရဲ့လက်ကျန်အချိန်မှာတန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့အချိန်ကုန်ရမှာနှမျောတက်လာမယ်သဘောပေါက်လားအခုတရားဓမ္မတို့ဦးဇင်းတို့တွေကနေရတဲ့ဘဝကိုမနှမျောဘူးတရက်ကုန်သွားလို့နှမျောလိုက်တာလို့မရှိဘူးရှင်းတောင်မရှင်းသားမိဘူးတကယ်ဆိုရင်ဘဝဟာသိပ်တန်ဖိုးရှိတယ်အထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့ဒီဘဝဟာသိပ်တန်ဖိုးရှိတယ်ကောင်းတာတွေကိုလှုပ်ပိုင်ခွင့်ရှိတယ်ယဟန္တာဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့ဒါလောက်ကောင်းနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီဘဝဒီအခြေအနေကောင်းတွေကိုတန်ဖိုးမရှိတဲ့အလုပ်တွေအတွက်အကုန်ခံရမှာနှမျောတယ်ဘဝကိုဧည့်သည်လို့မြင်တဲ့လူဟာလေဒါကြောင့်ဘဝကိုနှမျောတတ်တယ်ပြီးတော့ဗာလဲဆိုတော့အတူတူနေရတဲ့လူတွေပုံမှာမေတ္တာပို့ကြီးတယ်ခဏလေးနေရမှာခဏလေးတွေ့ရမှာဦးဇင်းကဒါကြောင့်ဖူကြီးဖွားကြီးတွေတွေ့လို့ရှင်စိတ်ထဲကအလိုလိုမေတ္တာဖြစ်တယ်မကြဘူးမကြတော့ဘူးဒီစိတ်ကူးကလေးဒီအတွေးကလေးဟာစိတ်ကိုနူးညံ့စေတယ်ဟုတ်လားတခါကြီးမိုက်များဒါကြောင့်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်သိပြီးတော့တန်ဖိုးရှိတယ်နော်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်ဗာလဲသိတန်ဖိုးရှိတယ်သူဒီပင်လည်းဧည့်သည်ငါဒီပင်လည်းဧည့်သည်အားလုံးဒီပင်လည်းဧည့်သည်အဲ့ဒါကိုသိရင်အစွဲနေလို့နေရတာလွတ်လပ်တယ်ပေါ်ပါတယ်ဘဝရဲ့လက်ကျန်အခြေအနေကိုအများကြီးတန်ဖိုးထားပြီးတော့စီစီစစ်စစ်တန်ဖိုးရှိရှိအသုံးချလိုက်မယ်နေရတဲ့အခိုက်အတန့်မှာတွေ့ရတဲ့လူတွေရဲ့ပုံမှာမေတ္တာတရားအာကြီးလာမယ်ခွင့်လွှတ်နိုင်တာတွေအာကြီးလာမယ်မကောင်းဘူးလား